လူမိုင်းရဲ့အချစ်ကဘာကိုရှာစမြဲမို့လေရှာခဲ့ရဘူးရဲ့မီရင်နာစရာအကြောင်းတွေကိုဖန်တီးခဲ့သူအချစ်ရဲ့မပိုင်ဆိုင်သူအတွက်ဆိုဒီကဘာလောကဟာအစအမြဲခံချောက်နေစေဖြစ်ဟောင်းရဲ့အကျဉ်းအကြံတွေကိုမစင်စားနဲ့လေအချစ်ရဲ့မယုံနိုင်အောင်မဲ့သူချက်စီခဲ့တယ်မရောက်သေးတဲ့အချစ်လောက်ကြီးကိုရင်နာစရာရဲ့အခြေခံဟာသူကိုယ်တိုင်ရဲ့